Hello, alo me. Mình là bạn xin số cái liệu sao mình chạm là Pyo bu. Nào đập. Alo me mình là bạn xin thì nghe ga rõ. Cho nó daily blog này sai là đã nét sắc con em nhầm đi ba. Thông sản đánh mẹ con này khoe lau cho mà ấy à nô bà đấy. Pi toa rõ get ready lâu để biến nè xin nè bà nhà bọn nó. Cô à li blog ya gì nè biến nè xin nè luôn. A little ở những người chơi bọn nó. Số đó biến nè xin này lâu để mình nè bán chấp nhận tiền nè liu này quên lau ta lại để ấy à nô trên kháng chỉ này luôn. Số đó ấy à là đó con này khoe mà nô bị mẹ. Sống ngủ đó cô này khoe mà giàu to bà đấy xin. Thông sản đánh mẹ với cha này luôn số đó mình nè sao rồi lúc hành lại để luôn hoa mình sao. Mình nè sao coffee cho khoe bé tao đấy. Mình nè sao mà sao phía này này số lúc tây lệ thì mình chỉ ra nèo nó. Nếu cái sản này nhân đi sao rồi tâyအောင်ဆွဲတဲ့အဖွဲ့တွေမှာကျွန်တော်ပါပါတယ်ညက်နေစာဆိုပို့ဆိုးတယ်အသက်ကုန်ဆွဲတာဆိုတော့ဒီနေ့ရုံးကိုရောက်သွားပြီကိုခွဲရုံးမှာစီစဉ်စရာရှိရလေးနည်းနည်းပပစီစဉ်တယ်မနေ့ပိုင်းတစ်ဖြက်ကတော့တင်နန်းမတက်ဖြစ်ဘူးကျွန်တော်ရုံးအတွက်လုပ်ငန်းအတွက် content video လေးတွေရိုက်ဖို့ရှိလို့ content idea လေးစဉ်းစားပြီးစရိုက်ပါအားလုံးပဲမင်္ဂလာပါဆွဲ uniform service ကပါရှင်ခေါင်းလဲကြည့်စိတ်လဲကြည့်နေတော့ဒီလိုမျိုးရွှေမျိုး content idea ကောင်းလေးနဲ့ video လေးတွေတစ်ဖြက်ရိုက်လိုက်တယ်ဒီနေ့ကအရန်လဲပျော်နေတဲ့နေ့သိလားလူဟိုတာကြည့်လိုက်တော့တက်ကြွပြီး active ကိုဖြစ်နေတော့တာဘာလို့လဲဆိုတော့မိုးလင်းချင်းရုံရောက်တာနဲ့ကျွန်တော်လိုချင်တဲ့အထည်တွေချုပ်ခန်းအထည်900ထွက်နေလို့ပါစိတ်အရန်ချမ်းသာပြီး content video လေးရိုက်တယ်နေ့လည်စာစားတယ်လုံလေးပါလေးနည်းနည်းပပဆက်လုပ်တယ်ပြီးတော့ဒါကတော့တရက်ကိုပန်းသီးတစ်လုံးစားနေတာပါဘာရေတော့မဟုတ်အသားရည်လှချင်လို့ပါเนาะဆိုတော့အဲ့ဒါလေးစားတယ်ပြီးတော့ဒီမှာ airport လေးတက်လိုက်တာတင်နန်းတက်မှာမဟုတ်ပါတင်နန်းတက်မယ်လို့စီစဉ်ပြီး airport လေးတက်လိုက်ပြီးမယ်ခဏနေအောင်တော့အလုပ်ကိစ္စစီစဉ်စရာတွေ management လုပ်စရာတွေအနည်းငယ်ပေါ်လာတော့အလုပ်လေးဆက်လုပ်နေပါတယ်တင်နန်းမတက်ဖြစ်ပါဘူးပြီးတော့ဒီနေ့ရုံးကညီမလေးတွေနဲ့ပျော်စရာရည်စရာကိစ္စလေးဒီနေ့တော်တော်ပျော်စရာလေးများခဲ့တယ်ကွယ်ဆိုတော့ပျော်တယ်ရည်ရစတယ်အလုပ်လေးဆက်လုပ်တယ်ပြီးတော့ဒီဟာတော့ content idea တွေရေးဖို့အတွက်ကျွန်တော်လေ့လာနေရဒီအပိုင်းကျွန်တော်စာတော်တော်ဖတ်ဖြစ်တယ်သီလားစာဖတ်ဖြစ်တယ်ဆိုတာတက်လီစာကြီးပေကြီးဖတ်ဖြစ်တယ်လို့ပြောရင်ပုံမှန်နဲ့ content idea နဲ့ပတ်သက်ပြီးအတိတ်ပဲရှိလေးနက်တဲ့စာသားလေးအုံနောက်ကထွက်လာခြင်းလို့ပါစာကြီးပေကြီးတော်တော်များများဖတ်ဖြစ်နေတယ်ပြီးတော့ video edit လုပ်တာလေးကိုရုံကမောင်လေးတယောက်လုပ်နေသွားလေးလာအခုကတော့ရုံစင်းပါပြီထုံးစံအတိုင်းညနေစာစားဖို့သွားနေတာပါပြီးတော့ရုံစင်းချိန်ရောက်သွားလို့ရုံစင်းပါတယ်ထုံးစံအတိုင်းညနေစာသွားစားတယ်ဒီနေ့ညနေစာကိုတော့ YKK ဦးမှာပဲ GO လေးသွားတောက်ဖြစ်ခဲ့ပါတယ်coffee ကတော့မပါမဖြစ်ပေါ့နော်ကျွန်တော်ကြိုက်တဲ့ coffee လေးကိုအချိုးရှောင်ပြီးအခါလေးတောက်ခဲ့တယ်ဒီနေ့တော့ဒီလောက်ပါပဲအားလုံးပိုင်း